Glava dinero I was good ဘယ်လိုသုံးမလဲပြောကြည့်အောင် I was က I am လို့ပဲကိုယ့်ရဲ့အကြောင်းအတိတ်ကလုပ်ဆောင်ခဲ့တဲ့ပြီးခဲ့တဲ့အရာတွေကိုပြောတဲ့အခါမှာအသုံးပြုရပါတယ်ဒါပေမဲ့ I was ကိုသုံးတဲ့အခါမှာကျွန်တော်တို့အတိတ်ကအချင်းကိုကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်I was at home last night. နေ့ကျွန်တော်အိမ်မှာနေခဲ့ပါတယ် I was in Malaysia in 2023. 2023မှာမလေးရှားမှာနေခဲ့ပါတယ် I was at the office all day နေ့ကုန်ရုံးခန်းထဲမှာပဲရှိခဲ့တယ် adjective နဲ့လည်းကျွန်တော်တို့ဘယ်လိုသုံးရမလဲဆိုရင် I was sick last week. လွန်ခဲ့တဲ့ဘက်မှာကျွန်တော်ဖျားခဲ့တယ် I was busy in the morning နေ့ပိုင်းအလုပ်များခဲ့တယ် I was nervous during the exam ဇာမပွဲတုန်းကကျွန်တော်ဆူရင်ခဲ့တယ် I was studying when you called me မင်းကျွန်တော်ကိုခေါ်နေတော့ကျွန်တော်စာလေ့လာနေခဲ့တယ် I was watching TV when my brother was reading. I was staying at home because it was raining. နောက်က verb 3နဲ့လည်းကျွန်တော်တို့သုံးရပါတယ် I was born in 1980. I was injured during the match. စသည်ဖြင့် I was good သုံးပြလို့ရပါတယ်ဘာမကြည့်ဘူးဆိုရင်ကျွန်တော်တို့စာကြောင်းတစ်ကြောင်းခမင်းမှာကျွန်တော်တို့ရေးရအောင် Thank you. See you next lesson.